လောက်เจ้าကိုထမင်းကြိုက်မိဖို့လို့အဲ့ဒီစိတ်နဲ့ထားချက်ပေးရင်အဲ့ဒါကမေတ္တာစိတ်အဲ့ဒါကဘာစိတ်လဲတန်ဃာတွေဆွမ်းလောင်းရအောင်မယ်ဘုရားနဲ့ဆွမ်းတော်ကရအောင်မယ်ဆိုတဲ့အဲ့ဒီစိတ်နဲ့အဲ့ရကနိုးထတဲ့ကမိဘကနဲ့ဝင်းခြံအိုးတဲ့ခြံခတ်အိုးတဲ့ထက်ခြံဆေးတဲ့ကအဲ့ဒီထမင်းအိုးဟာဒါနထမင်းအိုးတဲ့ဘာထမင်းအိုးလဲမေတ္တာထမင်းအိုးကုသိုလ်ထမင်းအိုးဟုတ်သလားမဟုတ်ဘူးလားအဲ့ဒီလိုစိတ်မှုပဲနဲ့မနဲ့မိုးလဲအိယာကထအိမ်မုံဆုံမနဲ့ငါကတော့ကြုံမကြီးကြုံခံရအောင်မယ်ဒင်းတို့မျိုးဖို့ဆိုးဖို့ဟောစားဖို့တောက်ဖို့ထချက်ရအောင်မယ်ဆိုဟုံတိုင်းဂုံတိုင်းနဲ့အိယာကထပြီးတော့မိဖို့တဲ့အိုးတွေဆောက်ခွက်တွေဆောက်ဆိုရင်အဲ့ဒါကုသိုလ်ထမင်းအိုးလားဒေါသထမင်းအိုးလားကဲစိတ်ပြောင်းတတ်ဖို့အရေးကြီးတယ်။ဘာပြောင်းတတ်ဖို့အရေးကြီးလဲဒီထမင်းဟာချက်တာကတော့ချက်ရမှာပဲချက်ရမလားမချက်ရဘူးလားချက်ရတာချင်းအတူတူကုသိုလ်စိတ်နဲ့ချက်မလားဒေါသစိတ်နဲ့ချက်မလားဒီကုသိုလ်စိတ်နဲ့ချက်မှာပေါ့ကိုထမင်းအိုးလေးဒါနထမင်းအိုးလေးဖြစ်သွားရင်မကောင်းဘူးလားဒါနထမင်းအိုးကဖြစ်ပဲနဲ့ဒေါသထမင်းအိုးဖြစ်သွားတယ်ဆိုလို့ရှိရင်ဘယ်နဲ့လုံးမလဲကောင်းသလားကောင်းမှုပရိသတ်ကြီးကောင်းမှမလားအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့ပရိသတ်ဒါလေးကိုဘုန်းကြီးတို့ရောဆိုတော်ဘုရားကြီးကဒကမာကြီးတွေဟာတဲ့ဒကံကြီးတွေတဲ့ဆိုင်ကုသိုလ်တွေရစရာအများကြီးရှိတယ်တဲ့ရှိလားမရှိဘူးလားတောက်ရီအိုးလေးရေထဲတာလည်းကကုသိုလ်စိတ်နဲ့ထက်ဗာစိတ်နဲ့ထက်တယ်ကိုမိသားစုကိုအိမ်မှာကိုတောက်ရီအိုးရေထဲတာတော့မှကုသိုလ်စိတ်နဲ့ထက်တယ်ဗာစိတ်နဲ့ထက်ရမလဲအိုးတဲ့ရေမရှိတော့ဘူးပြန်လာရင်မောကောနဲ့သူတို့ခင်ဗျရေစားမှာပဲငါရေအိုးလေးရေဖြည့်အောင်မှာပဲဟောမေတ္တာစိတ်လေးနဲ့ကုသိုလ်စိတ်လေးနဲ့ဒါနရေအိုးလေးဗာရေအိုးလေးလေအဲ့ဒီလိုမဟုတ်ဘူးရေအိုးတဲ့ရေသွားကြည့်တယ်ရေတဲ့ရေကမရှိတော့ခွက်ကမခတ်တဲ့ချွေချွေနေပြီလေတောက်တုံးကတော့ကိုအောင်တောက်ပြီးတော့ရေမှထဲ့မယ်လူမရှိဘူးကြော်မကြီးကရေခတ်ထဲ့ရအောင်ပဲဇောင်းနဲ့သွားပြီးတော့အေးဘုံဆိုခတ်ပြီးတော့ဝုံဆိုလောင်းထဲတော့အဲ့ဒီရေအိုးကဘာအိုးလဲဒေါသရေအိုးဘာရေအိုးလဲမရေသားကဲထဲ့ရမှချင်းအတူတူပဲမဟုတ်ဘူးလားထဲ့ရမှချင်းအတူတူဒေါသနဲ့ထဲ့မှလားမေတ္တာနဲ့ထဲ့မှလားအေးကြုံမကြီးခံလိုက်အောင်မို့ရေခတ်တော့လဲငါပဲတန့်စင်ကန်းနဲ့အိမ်သားလေးရေမရှိဘူးရေထဲ့တယ်တူနီးတူသွားဟောသူတို့ကတော့စွန့်နာခဲ့ပြီဟိုမှာတပုံကြီးငါကတော့ဆေးရတော့မယ်ကြုံမကြီးကြနေတာပဲဝုန်းဆိုတခါတည်းလောင်းတော့မျက်နှာပြန်စင်ဟောဒေါသနဲ့လောင်းတာဟုတ်